ခုတစ်ခါဒီ plugin install လုပ်နေပြောပြမှာဖြစ်ပါတယ်ပထမအဆုံး zip ဖြည့်လိုက်မှာဖြစ်ပါတယ်ဟုတ်ပြီ zip ဖြည့်လိုက်ပြီပေါ့နော်ဒီခုကျွန်တော်တော့တဲ့လမ်းကြောင်းလေးတိုင်းလာခဲ့ပါဟုတ်ကဲ့အစင်းစင်းဒီလိုလာပြီပေါ့နော်ကိုကွန်ပျူတာဘယ်လောက် bit လဲပေါ့ပူတည်ပြီးတော့ run လိုက်ပြီပေါ့နော်ဒီမှာ run s နဲ့ run လိုက်ပြီโอเค next ဆက်ပြီးတော့ဒီ chat box မှာဒီအမှန်ချစ်ဖွင့်မယ် next install ဟုတ်ပြီဒီ finish လေးမနှိပ်ခင်ပေါ့နော်အမှန်ချစ်လေးဖြုတ်ပြီး finish နှိပ်လိုက်မယ်ပြီးတော့ရင်ဒီ r2r file folder တွေကကျွန်တော်တို့လာဖွင့်မယ်ဒီကောင်ကို run s နဲ့ run လိုက်မယ်ဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တို့ဒီမှာ email ဖြည့်လိုက်တယ်နော် email ဖြည့်ပြီးဒီမှာ generate ဆိုတာလေးကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့မပြည့်စုံသေးပါဘူးကျွန်တော်ဒီ pet file ကိုပြန်တွင်းရမှာဖြစ်ပါတယ်အဲ့တော့ pet file တွင်းမယ်အဲ့တော့သူ့ရဲ့လမ်းကြောင်းလေးကိုမှတ်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော် disk c ထဲကနေတော့ရှာရပါတော့ဒီ local disk c command file ထဲမှာရှိတယ်သူကအဲ့မှာထပ်ပြီးတော့ vst2 ထဲမှာတော့ဝင်နေတာဆိုတာကျွန်တော်တည်နေတာဖြစ်ပါတယ်အဲ့တော့ထိလိုက်ပြီဒါဆိုရင်ဒီမှာ add acoustic robust dll file ကိုကျွန်တော်ထိလိုက်ပါပြီ open ဖွင့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ pet file လောက်တာကအောင်မြင်ပြီဆိုတဲ့အကြောင်းဒီမှာပြလာပြီပေါ့နော်အဲ့တော့ထွက်လိုက်လို့ရပါပြီကိုယ့်ရဲ့ DAW ဖွင့်မယ်ပေါ့နော်ကျွန်တော် MIScript ဖွင့်ပြီးတော့ f8 ခေါ်ထဲတွားလိုက်ပြီဒီမှာ add acoustic robust လို့ရိုက်ရှာလိုက်ပြီနော်ရလာရဟုတ်ပြီဒီမှာမပြည့်စုံသေးပါဘူးဒီကောင်လေးကို copy ယူမယ်ဒီစာသားလေးကို copy ယူလိုက်ပြီယူပြီးတော့ရင်ဒီကောင်ကို paste ထဲမှာဖြစ်လို့ဒီမှာတစ်ချက်နှိပ်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့လောက်တဲ့အရာမှတ်ပုံတင်ပြီးတော့ပေါ့နော် okay နှိပ်လိုက်ပြီဒါဆိုရင်အသုံးပြုလို့ရပါပြီကျေးဇူးကဲပါဆန်းငယ်ကောင်းမြတ်မြတ်ဆောင်ရဲ